ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာနော်6ရက်တလ2026အင်္ဂါနေ့နေကုန်တော့လုံးမိုက်ပတ်တီနဲ့မယောတေကွက်မျှဝေတီဗီချင်းဖြစ်ပါတယ်ဗျနော်အဲ့ဒီတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေအကူဒီမားတွေအားလုံးဘက်ကနေပြီးတော့ကျွန်တော်ရဲ့အကူဒီဗီကိုအစားကနေအဆုံးထိတည်ချာလေးပြီးဆုံးနိုင်အောင်ကြည့်ပေးပါနော်ဟုတ်ကဲ့အကူဒီမားတွေအားလုံးပဲမင်္ဂလာပါခင်ဗျာနော်ကျွန်တော်ရဲ့တူလီဦးအောင် official ကျွန်တော်ရဲ့တူလီလက်ကြီးအောင် official ကျွန်တော်ရဲ့ဒူလီရွှေလက်ကြီး official ကျွန်တော်ရဲ့ဒူလီမာစတောင်း official YouTube channel ကနေပြီးတော့အကိုရီမားတွေအားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာเนาะ channel ကို subscribe မလုပ်ရသေးတဲ့အကိုရီမားတွေအားလုံးက channel ကို subscribe လုပ်ခဲ့ပြီပါ channel ကို subscribe လုပ်ပြီးတဲ့အကိုရီမားတွေအားလုံးက notification ခေါင်းလောင်းလေးကိုဖွင့်ထားဖို့မမေ့ကြပါနဲ့ဗျเนาะဘာဖြစ်လို့ notification ခေါင်းလောင်းလေးကိုဖွင့်လာလဲဆိုတော့ကျွန်တော်ဒူလီနဲ့ပတ်သက်ပြီးတော့တင်ပြဗီဒီယိုအသစ်တွေကိုချစ်မိတ်ဆွေအကူဒီမားတွေအားလုံးဘက်ကနေပြီးတော့အမြင်မြင်အောင်အမြင်တွေ့အောင် notification ခေါင်းလောင်းလေးကိုဖွင့်ထားမှသာလေချစ်မိတ်ဆွေအကူဒီမားတွေအားလုံးဘက်ကနေပြီးတော့အမြင်မြင်ရမှာအမြင်တွေ့ရမှာဖြစ်ပါတယ်เนาะအဲ့ဒါကြောင့် notification ခေါင်းလောင်းလေးကိုဖွင့်ထားဖို့လုံးဝမမေ့ကြပါနဲ့ဗျเนาะကျွန်တော်ရဲ့ video ကိုလိုက်လက်မလေးတွေမနှိပ်ပြရသေးတဲ့အကူဒီမားတွေအားလုံးကလိုက်လက်မလေးတယောက်တစ်ချက်ဒီဝမ်းဝင်နှိပ်ခဲ့ပြီးပါเนาะမ share ရသေးတဲ့အကူဒီမားတွေအားလုံးကလည်း share လို့ရတဲ့နေရာမျိုးလေးတွေမှာ share ပြီးမှကြည့်ပေးပါမမျှဝေရသေးတဲ့အကူဒီမားတွေအားလုံးကလည်းမျှဝေလို့ရတဲ့နေရာမျိုးလေးတွေမှာမျှဝေပြီးမှကြည့်ပေးပါเนาะကျွန်တော်ရဲ့အခုဒီ video ရဲ့ comment မှာလည်းမင်္ဂလာပါသုံးဟုတ် okay လောက်တော့မှန်ခဲ့ပြီပါဘာဖြစ်လို့မင်္ဂလာပါသုံးဟုတ် okay လောက်မှန်ခိုင်းတာလဲဆိုတော့เนาะချစ်မိတ်ဆွေကူဒီမားတွေအားလုံးကိုအမြဲတမ်းမင်္ဂလာရှိနေအောင်အမြဲတမ်း okay နေအောင်မင်္ဂလာပါသုံးဟုတ် okay လောက်တော့မှန်ခဲ့ပြီပါเนาะဒါမှသာလေအမြဲတမ်းမင်္ဂလာရှိမယ်အမြဲတမ်း okay နေမယ်ပေါ့เนาะကဲအဲ့တော့နော်ချစ်မိတ်ဆွေကူဒီမားတွေအားလုံးဘက်ကနေပြီးတော့ကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကိုမ join ရသေးဘူးဆိုတော့နော်ချစ်မိတ်ဆွေကူဒီအမားတွေအားလုံးကကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကို join ထားဖို့မမေ့ကြပါနဲ့ဗျနော်ကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကိုချစ်မိတ်ဆွေကူဒီမားတွေအားလုံးကဘက်ကဘယ်လို join ရမလဲဆိုတာကျွန်တော်ပြောပေးမယ်ကျွန်တော်ရဲ့အခုဒီ video ရဲ့ comment အပေါ်ဆုံးမှာကျွန်တော်ရဲ့ Telegram channel လေးနဲ့ကျွန်တော်ရဲ့ Viber channel လေးကိုပေးထားခဲ့ပါမယ်Telegram သုံးတဲ့အကူဒီမားတွေအားလုံးက Telegram channel ကို join တာ Viber သုံးတဲ့အကူဒီမားတွေအားလုံးက Viber channel ကို join တာเนาะဒါချစ်မိတ်ဆွေအကူဒီမားတွေအားလုံးကိုပြောချင်ပါတယ်ဒါကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel မှာဆိုရင်ကျွန်တော်တူတူနဲ့ပတ်သက်ပြီးတော့เนาะကျွန်တော်အမြဲတမ်းလို့အကူဒီမားတွေအားလုံးကိုအမြဲတမ်းမျှဝေတင်ပေးလျက်ရှိပါတယ်เนาะဒါကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကို join ထားမယ်ဆိုရင်ဒါချစ်မိတ်ဆွေအကူဒီမားတွေအားလုံးနဲ့ဒါကျွန်တော်တွေကလုံးဝအဆက်အသွယ်ပြတ်တောက်မှုရှိမှာမဟုတ်ပါဘူးခင်ဗျာဒါလေးဒီကျွန်တော်ပြောချင်ပါတယ်เนาะကျွန်တော်တို့เนาะဒါ9ရက်တလ2026เนาะတနင်္လာနေ့နေကုန်မှာကျွန်တော်တို့ဒါကျွန်တော်တို့မင်္ဂလာကြီးကျွန်တော်တို့ရှိတယ်ပေါ့เนาะကျွန်တော်တို့အဲ့ဒါကြီးကျွန်တော်တို့เนาะဒါကျွန်တော်ဘက်ကနေပြီးတော့ထုတ်ပေးထားတဲ့เนาะကျွန်တော်ရဲ့ဒါနေတိုက်သမားတွေရောတထေးပြည့်စာတို့မွေးသမားတွေရောနော်အကုန်လုံးအဆင်ပြေပါတယ်38ထဲနေသီးသားအောင်ပါတယ်နေတိုက်ရောတထေးပြည့်စာတို့မွေးရောနော်ဒါကျွန်တော်ရဲ့အချင်းမိတ်ဆွေကိုဒီမားတွေအားလုံးပဲဒါစောစီစီအဆင်ပြေလိုက်ပါပြီနော်ကျွန်တော်တို့ဒီအစာကောင်းသွားပြီအနှောင်းတေချာဖို့ပဲလိုတော့တယ်နော်အစာကောင်းပြီးတော့အနှောင်းတေချာအောင်လည်းကျွန်တော်ဘက်ကနေပြီးတော့အကောင်းဆုံးအမြဲတမ်းကြိုးစားပြီးဆင်ပေးလျက်ရှိပါတယ်နော်တခုရှိတာကနော်ချစ်မိတ်ဆွေကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့နော်ဒါဆရာများလို့နော်ဘာဖြစ်တာတော့ဒါကျွန်တော်နဲ့တော့မဆိုင်ဘူးနော်ဒါကျွန်တော်ကလည်းဒါဆရာလို့ကျွန်တော်ကိုကျွန်တော်သတ်မှတ်ထားတာမဟုတ်ဘူးနော်ဒူလီလောကမှာဆရာဆိုတာမရှိပါဘူးနော်ဒါကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ကိုကျွန်တော်ဆရာလို့သတ်မှတ်ထားတာမဟုတ်ဘူးနော်ကျွန်တော်ကဒါကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမားတွေအားလုံးရဲ့ဥအောင်ဖြစ်တယ်နော်ဒါကျွန်တော်ဥအောင်ဒီဒါဒူလီလောကမှာဒါအခုမှစပြီးတော့လုပ်တဲ့သူမဟုတ်ဘူးဟိုအရင်တည်းကလုပ်လာတဲ့သူเนาะဒါကိုကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမှာအားလုံးကိုသိတယ်เนาะအဲ့တော့ကျွန်တော်ဥအောင်ဘက်ကနေပြီးတော့ထုတ်ပြီးတဲ့ကဏ္ဍတွေကလည်းကိုဒီမားတွေအားလုံးသိတဲ့အတိုင်းပဲเนาะတော့ဒူလီမှာအမားမှန်ရှိတယ်ဆိုတာကိုဒီမားတွေအားလုံးသိတယ်เนาะအဲ့ဒီထဲမှာကျွန်တော်ဥအောင်ဒီအမှားနေပြီးတော့အမှန်မြောက်အောင်ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုအမြဲတမ်းကြိုးစားပြင်ဆင်ပေးနေရဆိုတာလေချင်းမိတ်ဆွေကိုဒီမားတွေအားလုံးမသိတယ်เนาะဒါကျွန်တော်ဘက်ကနေပြီးတော့ကျွန်တော်ရဲ့ဒါချင်းမိတ်ဆွေကိုမားတွေအားလုံးကိုဒီကဏ္ဍကိုတော့ထိုးပါဆိုပြီးတော့ကျွန်တော်ဦးအောင်ဘက်ကနေပြီးတော့အတင်းကျပ်ကျွန်တော်ဦးအောင်ဒီဒါဘယ်တုံးကမှကျွန်တော်ဦးအောင်ဒီမှာမတိုက်တွန်းခဲ့ဘူးချင်း
ချင်းမိတ်ဆွေကိုဒီမားတွေအောင်လုံးဘက်ကနေပြီးတော့เนาะအကြိုက်တွေမှာလိုက်ဖို့เนาะဒါလောဘကိုညာနဲ့ထိမ့်ပြီးလိုက်ဖို့ကိုကျွန်တော်ဥပမာဘက်ကဒါအမြဲတမ်းဒါပြောလျက်ရှိပါတယ်เนาะဒါတချို့ဗီဒီယိုတွေမှာတော့ဒါကျွန်တော်ဥပမာဘက်ကနေပြီးတော့ဒါအမြဲတမ်းဒါမပြောပြဘူးကျွန်တော်ဥပမာဒီဒါပြောသိပြောထိုက်တဲ့ဗီဒီယိုမှာတော့ကျွန်တော်ဥပမာဘက်ကနေဒါအမြဲတမ်းလို့ပြောပေးတယ်လောဘကိုညာနဲ့ထိမ့်ဖို့เนาะဆရာမများဖို့เนาะဆရာများလို့ရှိရင်ဘာဖြစ်တယ်လို့ဆိုတာကိုဒီမှာရအောင်မသိရเนาะကျွန်တော်ဒါ YouTube ကနေကျွန်တော်လက်ရှိ YouTube ကเนาะကျွန်တော်စကားတွေအများကြီးတော့ပြောလို့မကောင်းအောင်စကားမှားလို့မကောင်းအောင်เนาะအဲ့အတွက်စင်ကြီးရတဲ့အပိုင်းကြီးရှိတယ်เนาะ community guideline เนาะသူတို့ရဲ့ YouTube ရဲ့စီမင်းစည်းကမ်းပေါ့ဗျာဒါတွေကိုလိုက်နာရဆိုသဘောပါเนาะဒါတွေမှမလိုက်နာဘူးဆိုရင်ကိုရီမားတွေအားလုံးကเนาะချင်းမိတ်ဆွေကိုရီမားတွေအားလုံးကကျွန်တော်ရဲ့ဗီဒီယိုကိုဒါကြည့်လို့ရမှာမဟုတ်ပါဘူးเนาะကျွန်တော်ဘက်ကနေ community guideline ကိုလိုက်နာမှာ YouTube ရဲ့စီမင်းစည်းကမ်းကိုလိုက်နာမှာကိုရီမားတွေအားလုံးကကျွန်တော်ရဲ့ဗီဒီယိုကြည့်ရမှာဖြစ်ပါတယ်เนาะဒါလေးတွေကျွန်တော်ပြောချင်ပါတယ်เนาะကျွန်တော်ဟိုစကားကိုလည်းထင်းထင်းလေးပြောရတဲ့အနေထားပေါ့เนาะကြိုက်တော့ဗျာကျွန်တော်အချိန်ရင်အများကြီးဆွဲမနေတော့ဘူးเนาะကြောင်းမြင်လေးပဲသွားမယ်6ရက်တလ2026အင်္ဂါနေ့ဒီကုံတော့လုံးမိုက်ပတိနဲ့မရောတင်မှာပြောပြပါမယ်เนาะ3လုံးမိုက်ပတိနဲ့10လုံးမိုက်ပတိဖြစ်ပါတယ်38ဝန်းချင်းပါเนาะ3နဲ့ပတ်သက်တဲ့မရောတင်မှာပြောပြမယ်3136 39ရှင်းတဲ့ပတ်သက်တဲ့မေရောတင်ကိုပြောပေးမယ်838689เนาะကျွန်တော်ရဲ့ကီကတော့369ကီဖြစ်ပါတယ်เนาะအဲ့ဒါကကျွန်တော်ဒါလုံးမိုင်ပတိနဲ့မေရောတင်ကကျွန်တော်ရဲ့1ချင်းနဲ့ကျွန်တော်ရဲ့ကီဖြစ်ပါတယ်เนาะအဲ့ဒါက6ရက်တလ2026အင်္ဂါနေ့နေကုန်တော့လုံးမိုင်ပတိနဲ့မေရောတင်က1ချင်းနဲ့ကီဖြစ်ပါတယ်ခင်ဗျာเนาะအဲ့တော့ကျွန်တော်ရဲ့အခုဒီဗီဒီယိုအစားကနေအဆုံးထိတည်တည်ချာလေးပြီးဆုံးလိုက်အောင်ကြည့်ပြီးတဲ့ချစ်မိတ်ဆွေကိုဒီမားတွေအားလုံးတယောက်ချင်းတိုင်းပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့အားလုံးပဲပြည့်စုံကြပါစေเนาะစီးပွားရေးလူမှုရေးကျန်းမာရေးစစရရအားလုံးပဲအဆင်ပြေကြပါစေလို့ကိုဒီမားတွေအားလုံးကိုချစ်မိတ်ဆွေကိုဒီမားတွေအားလုံးကိုကျွန်တော်ကနေပြီးတော့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ခင်ဗျာเนาะကိုဒီမားတွေအားလုံးပဲကိုလက်ပါအားလုံးပဲကောင်းကြပါစေအားလုံးပဲ